ခြေတော်မတန်ဆွမ်းတဲ့အမျိုးသားတယောက်ဟာဆိုတာဘူးကွန်တကူကိုကန့်လိုက်ရကနေနေရန်ကိုမှန်းပြီးအမိုက်ပုံးတဲ့ကိုအတိအကျကျသွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီး CEO ကသူဟာတာမန်လူတယောက်မဟုတ်မှန်းချက်ချင်းသိသွားပြီးသူ့ရဲ့ဘောလုံးအသင်းမှာနီးပြလုပ်ပြီးဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကကစားသမားတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အံ့အားသင့်သွားပါတယ်ဘာလို့လဲဆိုတော့သူတို့ထဲမှာအားကစားသမားရုပ်ပိုင်းဆိုင်ရာအချိုးအစားရှိသူတယောက်မှမပါလို့ပါအဲ့ဒီအခါမှာ CEO အမျိုးသမီးကရှင်းပြပါတယ်သူမရဲ့ဦးလေးဖြစ်သူကမိသားစုစီးပွားရေးကိုတင်ပိုက်လိုက်ပြီးတော်တဲ့တာမန်ကိုခန္ဓာရှိတဲ့ကစားသမားတွေအားလုံးကိုခေါ်သွားခဲ့တာကြောင့်အခုလိုလူတွေကိုပဲစုစည်းပြီးရှင်ပြန်ရတော့မှာဖြစ်ကြောင်းပြောပြပါတယ်အသင်းသားတွေကတော့ထိုလူကိုအထင်သေးကြပါတယ်အမျိုးသမီးရဲ့မောင်ဖြစ်သူကဆိုရင်နောက်ချီတော့တစ်ဖက်ပါထပ်မကျူးအောင်ဂရုစိုက်အောင်လို့တော့လွန်ပြောင်းတယောက်လိုက်ပါတယ်အားလုံးကဝိုင်းရကြပါတယ်အမျိုးသမီးကသူ့မောင်ကိုတောင်းပန်လိုက်ပေမဲ့သူကမန်တက်ပြီးညှင်းဆန်နေပါတယ်အဲ့ဒီခဏမှာပဲသူ့အမျိုးသားဟာခြေထောက်ကိုမြှောက်ပြီးကန်ကိုပြင်လိုက်ပါတယ်သူကန်လိုက်တဲ့ဘောလုံးဟာလေထဲမှာ S ပုံတံအတိုင်းဝိုက်သွားပြီးဘောလုံးရဲ့ပွတ်တိုက်မှုအပူရှင်ကြောင့်ဟိုဘက်ကမောင်ဖြစ်သူရဲ့ပါးစပ်ထဲကမီးကျဆန်ကိုတော့မီးတောက်သွားစေခဲ့ပါတယ်ပြီးတော့ဘောလုံးကဂိုးပေါက်ထဲကိုအတိအကျဝင်သွားခဲ့ပါတယ်အားလုံးဟာမင်တက်သွားပါတယ်မောင်ဖြစ်သူမှာချွေးစင်းများပြန်လာပြီးအဲ့ဒီတော့မှသူ့အမျိုးသားဟာဘလို့အထိစွမ်းရည်ရှိမှန်းသိသွားကြပါတယ်တကယ်တော့သူဟာတစ်ချိန်ကဘောလုံးလောကမှာထိပ်တန်းတိုက်စစ်မှုတယောက်ဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ Coin Star တွေခိုင်းတဲ့အတိုင်းပွဲအရှုံးပေးဖို့ညှင်းဆန်ခဲ့တဲ့ကြောင့် Coin ကောင်းဆောင်ကသူ့ခြေထောက်ကိုရိုက်ကျိုးခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာသူဟာလမ်းဘေးတန်ဆင်းရဲသမားဖြစ်ခဲ့ရတာပါအမျိုးသားရဲ့စွမ်းရည်ကိုမြင်ပြီးနောက်မှာတော့မောင်ဖြစ်သူကလုံးဝအထင်ကြီးသွားပြီးရိုင်းဆိုင်ငယ်မှုအတွက်တောင်းပန်ခဲ့ပါတယ်တခြားကစားသမားတွေလည်းသူ့ကိုမယုံမသိလုပ်ရဲကြတော့ပါဘူးထို့အမျိုးသားကသူတို့အသင်းဟာသူမြင်ဘူးသမျှအဆိုးဆုံးအသင်းဖြစ်ပြီးမြမနေ့ပြန်ကစပြီးပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းမယ်လို့ပြောပါတယ်တယောက်ချင်းစီရဲ့အားသာချက်တွေကိုဖော်ထုတ်ဖို့ထူးခြားတဲ့နည်းလမ်းတွေကိုသူအသုံးပြုမှာဖြစ်ပါတယ်နောက်တစ်နေ့မှာတော့သူဟာစက်မှုလုပ်ငန်းသုံးဘဏ်ခါကြီးကြီးတစ်လုံးယူလာပါတယ်အားလုံးကနားမလည်နိုင်ဖြစ်နေစမှာကစားသမားတယောက်ချင်းစီကိုအတင်စားခောက်ဆဲမှုတွေဝေပေးပါတယ်ဘန်ကာကိုဖွင့်လိုက်တဲ့အခါလူတွေအားလုံးလွင့်ထမတက်ဖြစ်သွားပြီမြသူကတော့ဟင်းကြီးတစ်စက်မှမထိတ်စေဘဲနဲ့ခောက်ဆဲကိုစားခိုင်းပါတယ်မောင်ဖြစ်သူကဒါဟာဘောလုံးကစားတာနဲ့ဘာဆိုင်လဲလို့မေးတဲ့အခါမှာတော့ဒါဟာပရိသတ်တွေကလောင်ပြောင်ကျင့်ဆဲနေရင်တော့မတုံမလို့ပဲကိုအတိအကျသွင်းနေအောင်တည်ငြိမ်မှုလေ့ကျင့်ပေးတာလို့ဖြေပါတယ် CEO အမျိုးသမီးတောင်ဒီထူးဆန်းတဲ့လေ့ကျင့်ခန်းကိုကြည့်ပြီးရေးမိပါတယ်ဒုတိယလေ့ကျင့်ခန်းအနေနဲ့ခန္ဓာကိုယ်ရဲ့အနာကျင်ဆုံးနေရာတွေမှာညက်တွေနဲ့ညက်လိုက်ပါတယ်အားလုံးကနာကျင်လို့မျက်လာပြက်ကုန်ပါတယ်ဒါဟာနာကျင်မှုကိုအောင့်ခံနိုင်စွမ်းရှိအောင်လေ့ကျင့်ပေးတာလို့သူဆိုပါတယ်အဲ့ဒီနောက်အသင်းသားတွေဟာနာကျင်မှုတွေထဲကနေဖားကုန်လေ့ကျင့်ခန်းတွေလုပ်ခဲ့ကြပါတယ်လေ့ကျင့်ခန်းတွေပြီးလို့အားလုံးနှုံးခွေနေချိန်မှာအမျိုးသမီးရဲ့ဦးလေးထူရောက်လာပါတယ်အမျိုးသမီးကသူ့ကိုမကြိုဆိုကြောင်းပြောပေမဲ့သူကသဘောတူညီချက်စာချုပ်တစ်ခုထုတ်ပြပါတယ်အကယ်၍သူမရဲ့အသင်းဟာဆီမီဖိုင်နယ်အထိတက်နိုင်ခဲ့ရင်ရှယ်ယာတွေအားလုံးပြန်ပေးမှာဖြစ်ပြီးရှုံးခဲ့ရင်တော့စီးပွားရေးလောကကနေထာဝရထွက်ခွာသွားရမယ်လို့လောင်ချေထပ်ပါတယ်အမျိုးသမီးကလည်းသူ့အမျိုးသားရဲ့အရေးချင်းကိုယုံကြည်လာကြောင်းချက်ချင်းပဲသဘောတူလိုက်ပါတယ်မကြခင်မှာပဲပြိုင်ပွဲနေရောက်လာပါတယ်ပြိုင်ပွဲအသင်းထွက်လာချိန်မှာပရိသတ်တွေကအခါတနဲ့အားပေးကြပြီးမြအမျိုးသမီးအသင်းထွက်လာချိန်မှာတော့ပုံမှန်မဟုတ်တဲ့ရုပ်ပိုင်းဆိုင်ရာတွေကြောင့်ပရိသတ်တွေကဝိုင်းလောင်ကြပါတယ်တိုင်လူကြီးကဝှက်စင်မှုလိုက်တာနဲ့ပွဲကပြင်းထန်ဆော့နေမှာတော့တယ်အမျိုးသမီးအသင်းကဘောလုံးကိုအရင်ရပါတယ်မောင်ဖြစ်သူကပြိုင်ဘက်ကိုလှည့်ပြီးပိန်လီတဲ့ကစားသမားကဘောလုံးကိုခေါင်းကိုက်တင်ပေးပါတယ်အသင်းကိုနောက်ထောင်ပြီးပစ္စည်းတွေရှိတဲ့နေရာကိုတီးနိုင်တဲ့နောက်ထပ်အသင်းသားတယောက်ကစပိန်စီကန်ချက်နဲ့မောင်ဖြစ်သူကိုဘောလုံးပေးလိုက်ပါတယ်မောင်ဖြစ်သူကနောက်ထပ်ခန်းစင်မှုတယောက်ကိုကြော်ဖြတ်ပြီးဂိုးသွင်းလိုက်ပါတယ်ပရိကအားအံ့ဩသွားပါတယ်နောက်ထပ်ပိန်လီတဲ့ကစားသမားကလည်းခေါင်းတိုက်ပြီးထပ်ကိုသွင်းလိုက်ပါတယ်မကြခင်မှာပဲရမက 3-0 ဖြစ်သွားပါတယ်ဒါကိုကြည့်နေတဲ့ဦးလေးဖြစ်သူကဒေါသကြီးနဲ့သူတို့နီးပြကိုဖုံးဆက်ပြီးနီးနှံမျိုးစုံတုံးပြီးအနိုင်ယူဖို့အမိန့်ပေးပါတယ်အမျိုးသမီးအသင်းကတော့အောင်ပွဲနဲ့နီးပြီလို့ထင်ပြီးပြောနေကြပါတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့ပြိုင်ဘက်အသင်းကညစ်ပတ်တဲ့ကစားကွက်တွေကိုတစ်စက်ထက်သုံးလာပါတော့တယ်သူတို့ကရောက်မှကို3မိနစ်အထိအမြန်လိုက်မိအောင်လုပ်ပါတယ်ထို့အမျိုးသားကတော့တစ်ဖက်အသင်းခူးချနေတယ်လို့ဒေါသကြီးနဲ့အော်ဟစ်ပေမဲ့ဘာမှတားဆီးလို့မရခဲ့ပါဘူးမကြခင်မှာပဲပြိုင်ဘက်အသင်းကအမှတ်ဖြစ်ကျော်သွားပါတယ်အသင်းသားတွေလည်းဆက်ပြီးတီးခံမနိုင်တော့ပဲနှစ်ဖက်စလုံးရိုက်နဲ့တက်ပုတ်ကြပါတော့တယ်အဲ့ဒီယုံတိုင်းခန်းဆိုင်အမှုအကွေပါမောင်ဖြစ်သူရဲ့ခြေထောက်ကျိုးသွားပါတယ်တိုင်လူကြီးကအမျိုးသမီးကိုလူစားလဲစရာကစားသမားမရှိရင်ရှုံးနေကြောင်းကြေညာရတော့မယ်လို့ပြောပါတယ်ဦးလေးဖြစ်သူကတော့အောင်မြင်သူအပြုံးနဲ့ပြုံးနေပါတယ်တိုင်လူကြီးကရဇက်သူကြေညာတော့မယ်အချိန်မှာပဲသူ့အမျိုးသားကရှေ့ကိုတက်လာခဲ့ပါတော့တယ်